ဒီနေ့မှာတော့ကိုဝင်ဆောင်နေပါစိုးလို့ရပြီးတော့လုံးဝအနေရမရှိအနမ်းမရှိတဲ့ water base လက်သေးနီလေးတွေအကြောင်းဒီနေ့ရှင်းပြပေးမယ်နော်စုစုပေါင်းအယောင်က35ရောင်ရှိပါတယ်ရှင်ဒီဟာလေးတွေက water base ဖြစ်ပြီးတော့ခွာလို့လည်းလွယ်တယ်ဒါပေမဲ့ခွာလို့လွယ်တယ်ဆိုပေမဲ့နော် तू ကမပြတ်လွယ်ဘူးပေါ့နော်အမဆိုရင်ဒီဟာလေးစိုးထားတာဆိုလို့ရှိရင်ဒါ3-4ရက်ရှိပြီဒီနှစ်ချောင်းကတော့ဒါအခုစိုးပြမှာမလို့နမူနာလေးစိုးပြမှာမလို့အမခွာထားတာပေါ့နော်ဒီဟာလေးစိုးလို့ရှိရင် तू ကဟိုတင်တာနဲ့ပြန်ဖြတ်စရာမလိုခွာလိုက်ရုံပဲအဲ့ကြတော့ဟိုတင်တာအနက်တွေပါတယ်မရှူနိုင်တဲ့လူတွေတို့ပြောကြတော့ဒီကလေးလေးတွေပေါ့နော်ကလေးလေးတွေကအစားဒါလေးကစိုးပြီးလို့ရတယ် quality လည်းအရန်ကောင်းပြီးတော့ तू က UV တွေစိုးထားတယ်လို့လည်းအမြဲတမ်းပြောင်လေးဖြစ်နေတာပေါ့နော်အနီးကလေးပြပေးမယ်နော်ဒီမှာကြည့်ပါအောင်လက်သေးနေလေးဆိုဒါအမကိုယ့်နဲ့ကိုယ်ပဲစိုးထားတာပေါ့နော်အိမ်မှာပဲလုပ်ထားတာဒါဒီဟာလေးကအမဖောက်ထားတာပေါ့နော်ဒီရောင်လေးစိုးပြထားတာပါUV စိုးထားတဲ့ပုံစံမျိုးလေးပဲခုချိန်ကြီးကိုပြောင်လေးရှိနေတော့မယ်ပြီးကြတော့ဟိုခွာဟိုပေါ့နော်မပဲ့လွယ်ဘူးပေါ့မပွန်းလွယ်ဘူးအကြောင်းကကာစီလဲခံတယ်အဲ့ဆိုမှဒါလေးကိုတိကျအနိကပ်ပြပေးမယ်နော်ဒီဟာလေးကဒါအမဝယ်ထားတာပေါ့နော်ဖောက်ပြီးသားလေးဆိုတော့ဒီမှာအမအမှတ်လေးလုပ်ထားတယ်သူကလာလို့ရှိရင်တို့စက်ကူဘူးလေးနဲ့လာတာပါရှင်ဒီရောင်လေးပေါ့နော်အဲ့ဆိုလို့ရှိရင်ရနာအမကိုကူပြီးဒါလေးစိုးပြအောင်နော်သူကနည်းနည်းလေးတော့ပြစ်တယ်တက်ချလေးနည်းနည်းပြစ်တယ်ပေါ့နော်ဒါပေမဲ့သူကဟွာဖြစ်တယ်6လွယ်တယ်ခဏနေကြာရင်တအားကြီးမကြောက်6တဲ့အချိန်ကဒီလိုမျိုးဖြစ်သွားလဲအရင်ကြီးခဏညာ6ရင်ခွာလွယ်သူကဒီခဏထားလိုက်မယ်ထားပြီးမှနောက်တက်ထပ်ဆိုလိုက်သူကစိုးပြီးတင်တဲ့ဒီလိုမျိုးလေး UV ရောင်မျိုးလေးပြောင်လေးဖြစ်နေတာအဲ့ဒါလေးနောက်တစ်ထပ်ပဲပြီးပြပါပေါ့နော်အမခဏညာနောက်တက်ထပ်ဆိုမှအခုဒီဟာကိုကြတော့အမခွာပြမှာပေါ့နော်ဒီတိုင်းဆိုရင်မကွာဘူးဒီမှာဒါမှဒီမှာဒီလိုမျိုးပေါ့နော်ပွတ်ပြတာအဲဆိုရင်စိုးထားတာနည်းနည်းကြာရင်ဒီတိုင်းလေးပဲပေါ့နော်ဒါလေးကိုအမခွာပြမယ်နော်ခွာလို့ရှိရင်ဒီလိုမျိုးလေးလုပ်ပြီးခွာလိုက်ရုံပဲအဲဆိုစိုးဆေးဟွာမလို့ဘူးပေါ့နော်